Hello အားလုံးပဲမင်္ဂလာပါကို့အိမ်က Wi-Fi ဆက်ကအသုံးပြုရတာ line နဲ့အရန်ကျနေရဆိုလို့ရှိရင်တော့ဒါကအပြင်ကနေပြီးတော့ကိုသုံးတဲ့သူတွေရှိနေလို့ပေါ့နော် Okay ဒီလိုမျိုးပေါ့နော်တိုးတက်နေတဲ့ခေတ်ကြီးမှာကို့အိမ်က Wi-Fi password ကဒီ QR code ကို scan ဖတ်လိုက်တာနဲ့ပေါ့နော်ကို့အိမ်က password ကိုတခြားလူတွေကအလွယ်တကူရရှိသွားနိုင်ပါတယ်ဆိုတော့မလိုလားအပ်ပဲနဲ့ပေါ့နော် line ကျတာမျိုးလေးတွေဖြစ်လာနိုင်ပါတယ်ဆိုတော့ကိုယ့်ဘက်ကသာပေါ့နော်ဒီ Wi-Fi setting တဲ့ကိုတတိယဝင်ရောက်ပြီး handle လုပ်ထားနိုင်မှာဆိုလို့ရှိရင်တော့ဒီလိုမျိုးမလိုလားအပ်တဲ့ပြဿနာတွေမဖြစ်လာနိုင်တော့ပါဘူး Okay ဒီဗီဒီယိုလေးကတော့ Wi-Fi setting အတွက်ကိုပေါ့နော်အနည်းငယ် sharing လေးလုပ်ပေးထားတာဖြစ်တဲ့ကြောင့်မို့လို့ဗီဒီယိုလေးကိုစကြည့်ကြည့်လိုက်အောင် Let's go Okay ဒါလေးကတော့ဒီ Wi-Fi set ရဲ့အနောက်မှာပါတယ်ပေါ့နော် IP address လေးနဲ့အောက်ကကျတော့ username နဲ့ password နဲ့ဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Chrome ထဲကိုဝင်လိုက်ပါမယ် search bar လေးကိုထောက်ပြီးတော့ IP နံပါတ်လေးကိုရိုက်ထည့်ပေးလိုက်ရမှာဖြစ်ပါတယ်အနည်းငယ်တော့စောင့်ပေးရပါတယ်တခါတလေ line ကျနေတယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးတော့ကြာတတ်ပါတယ်ဒီမှာဆိုရင်တော့ username နဲ့ password ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ် username နဲ့ password လေးကလည်းဒီနောက်က set ထဲမှာပါတယ်နော်ကိုကတော့ဒီညမှာရိုက်ထည့်ပေးတာရှိတဲ့အတွက်ကြောင့်မလို့ auto တန်းပြီးတော့ဝင်သွားတာဖြစ်ပါတယ်တခါတလေ line ကျလို့ရှိရင်တော့နည်းနည်းလေးတော့ကြာတတ်ပါတယ်အခုဒါဆိုလို့ရှိရင်တော့ Wi-Fi လေးကတဖြည်းဖြည်းနဲ့ပေါ့နော် setting လေးကပေါ်လာပါပြီဒီမှာဆိုရင်တော့ကိုယ့်အိမ်က Wi-Fi ဆက်ကိုပေါ့နော်လူပနေရောက်အသုံးပြုနေတယ်ဆိုတော့တခါတည်းကြည့်လို့ရပါတယ်ရှင့်အခုလက်ရှိမှာတော့ကိုယ့်ရဲ့ setting ထဲမှာ3ယောက်အသုံးပြုနေပါတယ်အကယ်၍အဲ့3ယောက်ထဲမှာကိုတို့ရဲ့အိမ်ကပေါ့နော်အသုံးပြုနေတဲ့သူမဟုတ်ဘူးတခြားလူကဝင်ရောက်အသုံးပြုနေရဆိုလို့ရှိရင်တော့ဘေးက add to blacklist တို့လေးကိုနှိပ်ပြီးတော့မှသူ့ကို block လိုက်လို့ရပါတယ်ဒီနည်းလေးကတော့အလွယ်ကူဆုံးဖြစ်တယ်ဆိုပေမဲ့ပေါ့နော်သူကအများဆုံးက10ယောက်အထိပဲ block လို့ရပါတယ်အဲ့ထက်ပိုပြီးများလာလို့ရှိရင်တော့ထပ်ပြီးတော့ block လို့မရတော့ဘူးပေါ့နော်ဒီလိုအားနည်းချက်လေးရှိတဲ့အတွက်ကြောင့်မို့လို့ကိုကတော့အခုလက်ရှိမှာဒီ white list ပေါ့နော်ကိုယ့်အိမ်မှာရှိတဲ့လူဦးရေအကန့်အသတ်အတိအကျအတိုင်းကိုပဲဒါက white list တွေထည့်ပြီးတော့မှဝင်ရောက်သုံးလို့ရတယ်ပေါ့နော်နောက်ထပ်ကျန်တဲ့သူတွေကကျတော့ကိုယ့်ရဲ့ password ကိုဘယ်လောက်ပဲသိပါစေဝင်ပြီးတော့သုံးလို့မရအောင်လို့ပိတ်ပြမှာဖြစ်ပါတယ်ဆိုတော့ advanced configuration နဲ့ကိုဝင်လိုက်ပါမယ်ဒီထဲကနေပြီးတော့မှ security configuration နဲ့ကိုထပ်ဝင်ပြီးလိုက်ပါမယ်ပြီးတော့လို့ရှိရင်တော့ Wi-Fi MAC filter ဆိုတာလေးကိုနှိပ်လိုက်ပါမယ်အခုလိုနှိပ်လိုက်ပြီဆိုလို့ရှိရင်တော့ကိုက white list တည်တယ်ပဲပေါ်လာမှာဖြစ်ပါတယ်အဲ့ဒီ white list ထဲကိုမှကိုကအသစ်ထပ်ပြီးတော့ထည့်မယ်ဆိုလို့ရှိရင်လည်းထည့်လို့ရပါတယ်အသစ်ထပ်ထည့်မယ်ဆိုလို့ရှိရင်တော့ new လေးကိုနှိပ်ပြီးတော့မှပေါ့နော်ကိုထည့်မဲ့သူရဲ့ဖုန်းထဲက Wi-Fi MAC address လေးကိုပေါ့နော်မှန်ကန်စွာရိုက်ထည့်ပြီးတော့မှ apply လေးလုပ်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီ white list ထဲမှာအဲ့ဒီလူအသစ်ကထပ်ဝင်သွားတဲ့အတွက်ကြောင့်မလို့အသုံးပြုလို့ရသွားမှာပါ Okay နောက်ထပ်ပေါ့နော်ကိုယ့်ရဲ့ Wi-Fi နာမည်လေးတွေ change နေတာဖြစ်ဖြစ် password လေးတွေ change နေတာဖြစ်လူကြီးကတ်တက်ချတာဖြစ်ဖြစ်ပေါ့နော်နောက်ထပ် setting လေးတွေကိုဝင်ရောက်လို့ရပါတယ် Okay ပြီးတော့လို့ရှင်တော့ WLAN ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးတော့ကိုယ့်ရဲ့ Wi-Fi နာမည် password တွေကိုတွားပြီးတော့ပြောင်းလို့ရတယ်ပြီးတော့လို့ရှင်လူကြီးဘယ်နှယောက်ပေါ့ထိထားပြီးတော့သုံးမယ်ဆိုတာလေးကိုပေါ့နော်ကန့်တက်ပြီးတော့မှရေးပြီးတော့မှဒီ apply လေးလုပ်လိုက်လို့ရပါတယ်ရှင့်အရင်ကတော့ပေါ့နော် white list ကိုတည်တံ့မလုပ်ထားတဲ့အတွက်ကြောင့်မို့လို့လူတွေကတော့ဝင်လာတဲ့ခါမှာကိုကတော့ block တယ်ပေါ့နော်ဒါပေမဲ့လူတွေအများများလာတဲ့ခါကျတော့မှကိုကဒီ10ယောက်ထိပဲ block နိုင်တဲ့အတွက်ကြောင့်မို့လို့ကျန်တဲ့လူအသစ်တွေကျတော့ထပ်ပြီးတော့ block လို့မဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော် white list တည်တံ့မဲ့ထားပြီးတော့မှ block လိုက်တာဖြစ်ပါတယ်ကဲဒါလေးကတော့အခုလက်ရှိသုံးနေတဲ့ဒီ3ယောက်ပဲရှိပါတယ်အဲ့ဒါလေးကိုမှကိုက refresh လေးထပ်ခောက်ပြီးတော့ပေါ့နော်အသစ်ပေါ့နော်ဘယ်နှယောက်ထပ်သုံးနေလဲဆိုတာလေးကိုလည်းကြည့်လို့ရပါတယ်ပြီးတော့လို့ရှိရင်တော့ဒီကောင်လေးကို lock out လေးထွက်ပြီးတော့မှပိတ်လိုက်လို့ရပါပြီရှင့်Wi-Fi နဲ့အမျိုးမျိုးရှိတဲ့အတွက်ကြောင့်မို့ပေါ့နော်ကိုယ့်ရဲ့ Wi-Fi ကအနောက်ကဒီ IP address နဲ့ password လေးတွေတခြားရိုက်ပြီးတော့မှကိုယ့်ရဲ့ setting တွေကိုတခြားလေးဝင်ရောက်ပေးပါနော် Okay ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ရှုပေးတဲ့အတွက်ရောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင့် Okay တတာ bye bye see you next video